ချစ်ခင်လေးစားအပ်ပါသောမိဘပြည်သူညီအကိုမောင်နှမများခင်ဗျာ Skynet DTH installation ပြုလုပ်ပုံအဆင့်ဆင့်ကိုအသေးစိတ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ Skynet ဝယ်ယူပါလျင်ပါဝင်သည့်စက်ပစ္စည်းအစိတ်ပိုင်းများမှာဆလောင်းပန်းတစ်ခုတောက်တိုင်တစ်ခုဘန်ထိန်တစ်စုံ LNB တောက်တစ်ခု LNB တစ်ခု LNB အထင်းကွင်းတစ်ခုစကရူတစ်ထုပ် Skynet receiver တစ်စုံစသည့်ပစ္စည်းများစုံလင်စွာပါဝင်မှာဖြစ်ပါတယ် Skynet တက်စီရန်လိုအပ်သောပစ္စည်းများမှာ drill power drum 2နံပါတ်10ကွာဝဲဥလှဲ့ဒါမှမဟုတ် screw driver ကတ်တာကေဘယ်တိုင်ဓာတ်တန်လိုက်အိမ်မြောင်မီးတိတ် RJ6 ကြိုးကောင်း RJ6 ကေဘယ်တို့ဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီး Skynet စလောင်းဘန်းတက်ဆင်ပုံကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအဆင့်1စလောင်းတောက်တိုင်အားနိုင်ရန်သို့မဟုတ်အမိုးကျန်းခင်းသို့မဟုတ်အခြားတိုင်များတွင်လှုပ်ရမ်းမှုမရှိစေရန်တက်ဆင်ရမှာဖြစ်ပါတယ်တက်ဆင်ရာတွင်အနောက်အရက်သို့ဦးတည်၍90ဒီဂရီတက်ဆင်ရန်နှင့်လှုပ်ရမ်းမှုမရှိရန်လိုအပ်ပါတယ်စလောင်းတောက်တိုင်အောက်ခြေအားမူလီလေးလုံးအပြည့်သေးကြစွာတက်ဆင်ထားရပါမယ်သို့မှသာလေပြင်းတိုက်ခတ်ခြင်းနှင့်အခြားရာသီဥတုဒဏ်များကိုကာကွယ်နိုင်မည်ဖြစ်ပါတယ်အထူးသတိပြုရမှာတစ်သားတိုင်တွင်စကရူတက်ဆင်ခြင်းတစ်ပင်များတွင်စကရူဖြင့်တက်ဆင်ခြင်းမပြုလုပ်ရပါအဆင့်2စလောင်းပန်းထိန်ကိုစလောင်းတွင်သေချာတက်ဆင်ရပါမယ်အထူးသတိပြုရမှာစလောင်းပန်းထိန်တွင်ပါသောမြားကို Skynet တစိ့ရှိရာအပေါ်ဘက်သို့ထား၍တက်ဆင်ရမှာဖြစ်ပါတယ်အဆင့်3စလောင်းပန်းထိန်တက်ဆင်ပြီးပါက LNB တောက်တိုင်ကိုပုံတွင်ပြထားသည့်အတိုင်းတက်ဆင်ပြီး LNB တောက်တိုင်တွင် LNB အထင်းကွင်းကိုတက်ဆင်ရမှာဖြစ်ပါတယ်အဆင့်4 LNB ကိုပုံတွင်ပြထားသည့်အတိုင်းတက်ဆင်ပါ LNB တက်ဆင်ရာတွင်စလောင်းပန်းအထင်းကွင်းပေါ်မှ0အမှတ်အသားနှင့် LNB ထိပ်ဖူးပေါ်ရှိအမှတ်အသားကိုပုံတွင်ပြထားသည့်အတိုင်းတဒန်းတည်းထားရှိရမှာဖြစ်ပါတယ်အဆင့်5စလောင်းတောက်တိုင်တွင်စလောင်းပန်းအားတက်ဆင်ပါအဆင့်6စလောင်းကောင်းနှင့်ကျိုးများအားဥစွာစစ်ဆေးကြည့်ပါစလောင်းကျိုးမှစီးဟုခေါ်သောနန်းကျိုးမြင့်လေးများအားပြတ်တောက်မှုမရှိစေရန်လှီးဖြတ်ပါအဆိုပါနန်းကျိုးမြင့်များအားအပြင်သို့ခောက်ချပြီးမှစလောင်းကောင်းအားပုံတွင်ပြထားသည့်အတိုင်းတက်ဆင်ပါစလောင်းကျိုးမှကြေးချောင်းကလေးများသည်စလောင်းကောင်းအပြင်ဘက်သို့အနှဲငယ်အစထွက်ရန်လိုအပ်ပါတယ်စလောင်းကောင်းကို LNB တွင်တက်စီရာတွင် LNB ဘူးတွင်ပါလာသောရာဘာအစွပ်ကိုရေလုံစေရန်ပုံတွင်ပြထားသည့်အတိုင်း LNB တွင်တက်ဆင်းပြီးအခြားတစ်ဖက်မှစလောင်းကောင်းအား receiver နောက်ကျောဘက်ရှိ LNB in ဆိုသည့်အပေါက်တွင်အရစ်ကုန်သည့်အထိလှည့်၍တက်ဆင်ရမှာဖြစ်ပါတယ်အဆင့်9 Skynet receiver ၏ remote တွင်မီနူးကိုနှိပ်ပါ installation ကိုရွေးပြီး OK ကိုနှိပ်ပါ manual scan ကိုရွေးချယ်ပြီး OK ကိုနှိပ်ပါ password နေရာတွင်0000နှိပ်ပြီးဝင်ရောက်ပါက Thread bar နှင့် quality bar ကိုမြင်တွေ့ရမှာဖြစ်ပါတယ်အထူးသတိပြုရမှာ LNB frequency universal LNB power ကို on ထားရမှာဖြစ်ပါတယ်ခင်ဗျာအဆင့်8စလောင်းထောက်တိုင်တွင်စလောင်းပန်းအစုံလိုက်တက်ဆင်ထားသည့်အခြေအနေတွင်စလောင်းပန်းအားဖော်ပြထားသည့်အမှတ်အသားရောက်သည့်အထိအထက်အောက်ချိန်ညှိပေးရန်လိုအပ်ပါတယ်ထို့နောက်စလောင်းပန်းအား Epstar 7 satellite 76.5 degree E သို့ချိန်ပြီးအနောက်တောင်ဘက်သို့ဖြည့်ညင်းစွာလှည့်၍အပေါ်အောက် elevation angle အားပြန့်မြ60 degree နှင့်ဘယ်ညာချိန်ရန်အတွက် compass အားအသုံးပြု၍ပြန့်မြ230 degree မှ231 degree အတွင်းထားပြီး signal အကောင်းဆုံးရရှိရန်စတင်ချိန်ညှိနိုင်ပါတယ် signal အကောင်းဆုံးရရှိပါကစလောင်းဘန်းနှင့်တောက်တိုင်တို့တွင်ပါဝင်သော screw နှင့်နတ်တိုင်များကိုသေချာမြဲမြံစွာကျက်ဖို့လိုပါတယ် Skynet Setup NLX 3560 ဆက်အသုံးပြုပြီးစလောင်းချိန်ပါက strength အကောင်းဆုံးမှာ99အထိရရှိမည်ဖြစ်ပြီး quality အကောင်းဆုံး89အထိရရှိအောင်ချိန်ယူရမှာဖြစ်ပါတယ်
Skynet Set-top Box NLX3601 အသုံးပြုပြီးစလောင်းချိန်ပါက intensity အကောင်းဆုံးမှာ90အထိရရှိမည်ဖြစ်ပြီး quality အကောင်းဆုံး86ထိရရှိအောင်ချိန်ယူရမှာဖြစ်ပါတယ် Skynet Set-top Box NLX7812 အသုံးပြုပြီးစလောင်းချိန်ပါက intensity အကောင်းဆုံးမှာ63ထိရှိမည်ဖြစ်ပြီး quality အကောင်းဆုံး90ထိရရှိအောင်ချိန်ယူရမှာဖြစ်ပါတယ် Skynet Set-top Box SN8218 အသုံးပြုပြီးစလောင်းချိန်ပါက strength အကောင်းဆုံးမှာ90ထိရရှိမည်ဖြစ်ပြီး quality အကောင်းဆုံးမှာ100ထိရရှိအောင်ချိန်ယူရမှာဖြစ်ပါတယ် Skynet Set-top Box KHDX862 အသုံးပြုပြီးစလောင်းချိန်ပါက strength အကောင်းဆုံးမှာ93ထိရရှိမည်ဖြစ်ပြီး quality အကောင်းဆုံးမှာ88ထိရရှိအောင်ချိန်ယူရမှာဖြစ်ပါတယ် Skynet Set-top Box KHDX297 အသုံးပြုပြီးစလောင်းချိန်ပါက strength အကောင်းဆုံးမှာ94ထိရရှိမည်ဖြစ်ပြီး quality အကောင်းဆုံး69ထိရရှိအောင်ချိန်ယူရမှာဖြစ်ပါတယ် Skynet Set-top Box NL5101E ဆက်အသုံးပြုပြီးစလောင်းချိန်မည်ဆိုပါက strength အကောင်းဆုံးမှာ90အထိရရှိမည်ဖြစ်ပြီး quality အကောင်းဆုံး68ထိရရှိအောင်ချိန်ယူရမှာဖြစ်ပါတယ်အဆင့်9 remote control မှမီနူးကိုနှိပ်ပါ installation ကိုဝင်ပါ auto scan ကိုနှိပ်ပါ password 0000ရိုက်ထည့်ပါ OK ကိုနှိပ်ပါ auto scan ပြီးဆုံးသွားပါက Skynet မှထုတ်လွှင့်နေသော TV channel လိုင်း100ကျော်နှင့် radio channel 3လိုင်းဖမ်းယူကြည့်ရှုနိုင်မည်ဖြစ်ပါတယ်မိဘပြည်သူများအနေဖြင့်စလောင်းစတင်ချိန်ယူမည်ဆိုပါကစလောင်းလှည့်ထားမည်အနောက်တောင်ဘက်အရက်မျက်နှာတွင်အဆောက်အဦတစ်ပင်စသည့်အကာအကွယ်များမရှိရန်လိုအပ်ပါမယ်၎င်းအကာအကွယ်များရှိနေပါကစလောင်းချိန်ရာတွင် strength quality အကောင်းဆုံးရရှိမည်မဟုတ်ဘဲ၎င်းအကာအကွယ်များနှင့်လွတ်ကင်းသောနေရာတွင်စလောင်းချိန်ယူပါမှမိမိတို့ Skynet မှထုတ်လွှင့်နေသောရုပ်သံလိုင်းများနှင့်ရေဒီယိုလိုင်းများကိုကြည်လင်ပြတ်သားစွာဖမ်းယူကြည့်ရှုနိုင်မည်ဖြစ်ပါတယ်Skynet တက်ဆင်ရန်နေရာရွေးချယ်ခြင်းနှင့်အခြားအထူးသတိပြုသင့်သည့်အချက်များစလောင်းတက်ဆင်ရန်နေရာရွေးချယ်ရာတွင်အနောက်တောင်အရက်သို့ရှင်းလင်းစွာမြင်သာသည့်နေရာအားရွေးချယ်ပါစလောင်းတိုင်အခြေအားမူလီလေးလုံးခိုင်မြဲစွာတက်ဆင်လို့ရသည့်အုတ်နံရံသို့မဟုတ်အုတ်ကြံခင်းကဲ့သို့နေရာများကိုရွေးချယ်ပါနေရာခက်ခဲကြောင့်တစ်ပင်သို့မဟုတ်တစ်သားတိုင်သို့မဟုတ်တန်တိုင်ကဲ့သို့နေရာများမှာတက်ဆင်ပါကလည်းစလောင်းပန်းအရှိတွင်တစ်ရွက်များကွင်းနေနိုင်ချေရှိမရှိမူလတက်ဆင်စဉ်ကာလကမရှိတော့လဲလအနှဲငယ်ကြာလျင်အသစ်ထွက်ရှိလာသောတစ်ရွက်တစ်ကိုင်းများကွင်းနိုင်ချေရှိမရှိတစ်သားတိုင်တန်တိုင်များဖြင့်တက်ဆင်ထားပါကလည်းလေပြင်းထန်မိုးထန်ကြောင့်တိုင်များလှုံရမ်းမှုရှိမရှိကားသို့မဟုတ်အခြားအရာဝတ္ထုများစလောင်းပန်းရှိတွင်ပိတ်ဆို့နိုင်ခြင်းရှိမရှိအားအထူးသတိပြု၍စစ်ဆေးကြည့်သင့်ပါတယ်။ရာသီဥတုဒဏ်လေဒဏ်မိုးဒဏ်နှင့်ပြင်းထန်သောနေရောင်ခြည်ဒဏ်များကြောင့်အနည်းဆုံးတစ်နှစ်သို့မဟုတ်နှစ်နှစ်တစ်ခါစလောင်းပန်းအနေထားအားပြည့်ရွတ်မှုရှိမရှိစလောင်းကောင်းများအားတန်ကြီးကိုက်နေမှုရှိမရှိ LNB ထိပ်ဖူးအနေအထားနှင့်စလောင်းကျိုးများဆွေးမြေ့နေခြင်းပြတ်တောက်ခြင်းအခြားဖြစ်စဉ်များဥပမာတကားညက်ခြင်းထိကိုက်မိထားခြင်းများကြောင့်စလောင်းကျိုးများအပေါ်ယံရာဘာများပေါက်ပြဲခြင်းနန်းကျိုးမြင်များပေါ်နေခြင်းဆွေးမြေ့နေခြင်းများအားစစ်ဆေးပြီးလိုအပ်သလိုပြုပြင်လဲလှယ်တင်ပါတယ်စလောင်းကောင်းနှစ်ဖက်လုံးအားခေါင်းအခြေမှစလောင်းကျိုးအားဖုံးအုပ်မိသည့်အထိရေလွန်အောင်မိကတ်တိတ်ဖြစ်ပတ်ပါကြာရှည်စွာအသုံးပြုထားသောမိကတ်တိတ်များအားအသစ်ပြန်လဲလှယ်အသုံးပြုတင်ပါသည်ရာသီဥတုနှင့်ဆက်နွယ်၍ဖြစ်ပေါ်လာနိုင်သောပြဿနာများမိုးသဲထန်စွာရွာသွန်းခြင်းတင်ထူထပ်ခြင်းစသည့်ဆိုရသောရာသီဥတုအခြေအနေများတွင် signal ဖမ်းယူရန်ခက်ခဲခြင်း signal အကောင်းဆုံးရရှိတော်လဲရန်ဖန်ရန်ခါရုပ်တံလိုင်းများထစ်ခြင်းပြတ်တောက်ခြင်းနှင့် no signal ဖြစ်ခြင်းပြဿနာများကြုံတွေ့နိုင်ပါတယ်။ Skynet customer များအနေဖြင့်အခက်အခဲတစ်စုံတစ်ရာဖြစ်ပေါ်ပါကသက်ဆိုင်ရာမြို့နယ် RSP များသို့၎င်းဖော်ပြပါ hotline နံပါတ်များနှင့် www.facebook.com Skynet DTH official page တို့ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။